လာပြန်ပြီနောက်တစ်ခါသွေးတစ်စက်နဲ့ပြန်လို့ဖလိန်ချိုကြီးလည်းစော့ပြန်ရောအော်ရောဟုတ်တယ်ဟိုကအမှန်ကန်နေအသေးတန်နေအော်ရောဘလို့မိသွားပါလဲဒီကောင်သွေးတစ်စက်နဲ့ဘလို့မြက်လွတ်လာတကယ်သွေးနဲ့ဖင်းကန်လေးရှိအော်ရောညံကောင်းလိုက်တာကွာရောအိမ်မပြန်မနဲ့အဲ့ဒီထိုင်တော့တာလေရောပဲကောင်တင်းကူးပြလိုက်တော့စော့ပြဿနာပဲအော်ရောဒီကောင်ကြီးတကယ်ဖလိန်ရှော့နဲ့တကယ်စောတယ်ကောင်နာဂိမ်းမစော့ပဲလေရောဟိုမှာဒိုင်နိုဆောနဲ့စော့နေစော့ပြဿနာပဲရောက်ရင်ဂိမ်းရဲ့ဝင်ဒီဂိမ်းမစော့ဘူးလို့စော့ပြဿနာပဲကွာဟိုဘက်မှာလမ်းရှိရလေဟိုဘက်လမ်းကဘာလို့မသွားဘလို့ကောင်းနေရောကွာမိုဘိုင်းလေးကျမှလမ်းနေအများကြီးပါကွာအော်ရတော့ဖလိန်ရှော့နဲ့မင်းတို့တွေကအဲ့လောက်ကြီးတော့မလုံးတင်ဟိုမယ်ဟောကောက်ကမြန်ခွေးပြစ်နေပြီပြန်မလားဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နေကြည့်အောင်အာရောကောက်ကမြန်